အားလုံးပဲမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလအတွင်းမှာ Earth sign ဖြစ်ကြတဲ့ Taurus, Virgo, Capricorn တို့အတွက်ကံကြမ္မာကြောင့်စုကောင်းတွေကိုဖတ်ကြားဆုံးဖြစ်ပါတယ်ဒီရာသီကွင်ပွားတွေကတော့ဒီလအတွင်းမှာဆိုးနေရနေအကောင်းဘက်ကိုတဖြည်းဖြည်းကူးပြောင်းသွားတဲ့ကာလလို့သတ်မှတ်လို့ရပါတယ်လုပ်ငန်းခွင်နဲ့စီးပွားရေးနဲ့ပတ်သက်လို့တော့လက်ရှိကိုယ်တိုင်ကစိတ်မပါဘူးလုပ်ထဲမှာပြင်းငင်းငွေပြီးတော့ထိချမ်းနေပါတယ်လှုပ်ချင်လို့မလှုပ်ချင်လို့မမဆောင်ဖြစ်နေတယ်ပေါ့နော်မိတ်ဆွေပေါင်းတဲ့ဒီမှာပေါင်းတဲ့ရဲ့ကိစ္စပေါ်တော့ခံရတတ်ပါတယ်သိထားပါအိမ်တွင်းကိစ္စတွေမှာတော့ပျော်ရွှင်ရွှင်ဖြစ်နေတဲ့ကာလဖြစ်ပါတယ်ကိုယ်တိုင်ကဥဆောင်တဲ့အတွက်ကြောင့်မလို့အိမ်တွင်းရတော့ပျော်ရွှင်နေရမှာပါဒီကာလထဲမှာတော့လောက်နေတာကံမကောင်းပါဘူးဖြစ်နိုင်ရင်တချို့ကိုယ်ကိစ္စတွေကိုလောက်နေတိုင်းလုပ်မိမယ်ဆိုကိုယ်တိုင်ကိုလုပ်တာပိုကောင်းပါတယ်ရံပတ်တွေကတော့ရှိပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကစပြီးတော့ found မဖြစ်စေဘူးလိုအပ်ပါတယ်ကိုယ်ကစဖောင်းမယ်ဆိုလို့ရှိရင်တော့ပြဿနာကြီးကြီးတက်လက်ပါတယ်အခြေအနေနဲ့ပတ်သက်လို့ဒီကားထဲမှာကိုယ်တိုင်ကအရာတိုင်းကိုဝန်ပါစေခြင်းနဲ့စိတ်ဖြစ်တဲ့များတဲ့အတွက်ကြောင့်မလို့အရန်ကိုလောင်းမှုလိုတဲ့စိတ်ကလေးတွေများနေတဲ့အတွက်အဲ့စိတ်ကလေးတို့ရှုချသမှာတယ်နှုတ်မို့ဆိုလို့ရှိရင်တစ်ပတ်ကပတ်တနာကလန့်ဖြန့်ပြီးတော့ဘာကြီးလဲဟာညာကြီးလဲဟာဆိုပြီးတော့စိတ်ကတိကဖြစ်ရတာမျိုးလေးကြုံရတတ်ပါတယ်ဒီကားထဲမှာကျမကြီးလိုက်စားဖို့လိုအပ်ပါလိမ့်မယ်တချို့တွေကျမကြီးနဲ့လိုက်စားဖို့အတွက်နီလန်တွေကိုစတင်ရှာဖွေပြီးတော့စတင်နေကြပါပြီငင်းချမ်းမှုအနေနဲ့ကတော့ဒီကားထဲမှာဆိုတော့ပြောလို့လုံးဒီတားများတဲ့ခေါင်းမာတဲ့အတွက်ကြောင့်မလို့အဲဒီဝတ္တိတွေကိုချွတ်ချနိုင်မယ်ဆိုရင်တော့ကံကောင်းငင်းချမ်းမှုလေးတွေအတော့အားရှိမှာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့ကတော့အပြုတ်ပါများနေတဲ့အတွက်ကြောင့်မလို့ဒီပြုတ်ပါတွေမှာငွေသုံးစွဲမှုများတတ်ပါတယ်အဲ့ဒါလေးတွေကိုဖြစ်နိုင်မယ်ဆိုရင်သိထားဖို့လိုအပ်ပါတယ်ဒီမြေယာဒီကိုနေ hard sign တွေကတော့ကံကြမ္မာအငြိမ့်မဟုတ်ဘူး90ရာခိုင်နှုန်းဒီကိုကောင်းတဲ့အတွက်ဒီအော်တိုဘာသာကာလတွေမှာကိုယ့်ရဲ့ကံဉာဏ်ဝရိယကိုကောင်းအောင်သုံးချပြီးတော့အောင်မြင်အောင်လုပ်ဆောင်သင့်ပါတယ်ဒီကုန်းချုံအနေနဲ့မှာချလို့ရတော့ထောက်ပြောလို့ဝတီဝါတာတွေမလုပ်ဖို့တွေးတွေမများဖို့လောင်မိုးတဲ့စိတ်ကလေးတွေ short ခေါင်းမာတာလေးကို short ရလို့ရှိရင်ဒီတလားဟာသင်တို့အတွက်ကံကောင်းဆုံးတစ်လားဖြစ်မယ်ဆိုတော့ရေးရမှာခံပါလိမ့်မယ်ကျေးဇူးတင်ပါတယ်